အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ဒေဝဒေတာမှာလူကျက်အရန်များတဲ့ဘီဝေါ်ကြော်လေးကိုအိမ်မော်လက်တူကိုကြော်စားပါမယ်ခင်ဗျာခေါက်ဆွဲကြော်လိုမျိုးအရန်မအီပဲနဲ့အရသာအရန်ရှိသလိုမျိုးကြော်ရတာလည်းအရန်ကိုလက်ကူတာမို့ကြော်တန်တူလက်ကြည့်ကြအောင်ပါခင်ဗျာဒါကတော့ပါဝါပစ္စည်းတွေပါခင်ဗျာကျွန်တော်တို့ဘီဝေါ်ကြော်ဖို့အတွက်အရေးကြီးဆုံးကဒီမိုးဒီ6ပါခင်ဗျာမိုးဒီ6ကိုကထိုင်းမှနေတဲ့သူတွေဆိုရင်စူပါရှိမှအလိုဝယ်လို့ရပါတယ်ခင်ဗျာပါရမဆိုကျွန်တော်တို့မိုးဒီ6ကိုရေနဲ့နိုင်ရွယ်လောက်စေထားပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီမိုးဒီ6ကိုဝယ်တဲ့အခါမှာလေကြံစံဖက်နဲ့မှားတတ်ပါတယ်ခင်ဗျ။မြားအဖြစ်ဒီမိုးဒီဖက်ကလေကျွန်တော်တို့ကြံစံဖက်တဲ့ပေါ်တော့အလုံးကြီးပါတယ်ခင်ဗျ။ကျွန်တော်မိုးဒီဖက်ကိုရေးစိထားတော့ဒီပါပါလေးထားတဲ့ဝက်သားလေးကိုလေဒီပဲငယ်ပဲအနောက်လေးနည်းငယ်နဲ့နေပေးပါမယ်။တောင်းမိုးလေးနည်းငယ်ကိုလည်းထည့်ပါမယ်။ကျွန်တော်တို့သမအုံနဲ့ပေးလိုက်ပါမယ်ခင်ဗျ။ဝက်သားကိုလေဒီလိုပဲငယ်ပြေအနောက်နဲ့မနေဘဲနဲ့အပြင်မှာတိတက်လည်းပြုတ်လို့ရပါတယ်ခင်ဗျ။ဒါတော့ကိုရဲ့စိတ်ကြိုက်ပေါ့နော်။ပြီးကျွန်တော်တို့ဘီဝေါ်ချော်နဲ့တွဲကြော်ဖို့အတွက်ကော်ပီထိုးလေးကိုလည်းလှီးထားပါမယ်။ကျွန်တော်တို့ဒီဘီဝေါ်ချော်တဲ့ကိုကလေကိုကြိုက်တဲ့အသီးနှံထည့်လို့ရပါတယ်ခင်ဗျ။တချို့ကလည်းဦးနီထည့်ရဲတချို့ကလည်းဒီချက်တော်နီထည့်ရဲပေါ့နော်။ကျွန်တော်ကတော့ဒီကော်ပီထိုးတစ်ခုပဲထည့်ထားပါတယ်ခင်ဗျ။ကဲမုတ်ခွက်လေးတွေရေးစိထားတာနိုင်ရွက်လည်းပြီးပြီဆိုတော့ကျွန်တော်တို့ဘီဝေါ်ချော်ကိုစားတဲ့ခါမှာလေဇောနဲ့စားလို့ဆင်ပြေအောင်ဒီမို့ဒီခွက်လေးတွေကိုကချီလေးနဲ့ဖြတ်ထားပေးပါမယ်ခင်ဗျာ။ပြီးကျွန်တော်တို့ရေသေးချောက်ဆပြီးတော့အရသာနေပါမယ်ခင်ဗျာ။ဘာလို့မှဆိုကျွန်တော်ပဲငတ်ပြီးအနောက်ကတစောထည့်ပါမယ်။ခယူးစီကိုလည်းနှစ်စောထည့်ပါမယ်ခင်ဗျာ။ပြီးကျွန်တော်တို့ငံပြရည်လေးကိုတစောထည့်ပါမယ်။ပြီးတော့စားနေငယ်အသားမိုးကဇောတဝက်အချုံမို့လေးကိုလည်းနေငယ်ထည့်ပါမယ်ခင်ဗျာ။ပြီးကျွန်တော်တို့သမအုံနေပါမယ်။ကျွန်တော်တို့ပန်းငန်းပြေနောက်လေးနေသွားလို့နည်းငယ်ထက်ပါတယ်ခင်ဗျာပြီးကျွန်တော်တို့ကြော်တဲ့ခါမှာဒီမကတ်သွားအောင်စီလီနည်းငယ်ကိုထည့်ပေးပါမယ်ဒီလိုစီထည့်ပေးမှကျွန်တော်တို့ကြော်တဲ့ခါမှာတပိန်နဲ့တပိန်မကတ်သွားမှာပါခင်ဗျာကဲအကိုလိုတမသွားပြီဆိုတော့ပြီးတော့ကြော်လေးကိုစားကြော်ပါမယ်ခင်ဗျာပရမဆိုအိုးလေးကိုစီထည့်ပါမယ်စီပူလာတာနဲ့ကျွန်တော်တို့ဒီထန်းတကြားလေးတစ်စောက်ကိုထည့်ပေးပါမယ်ခင်ဗျာကဲဒီလိုခန့်ညင်ညိုလေးဖေးလာပြီဆိုရင်ရတာနေထားတဲ့ဝက်သားလေးကိုထည့်ပေးပါမယ်ကဲဒီလိုဝက်သားဖက်လေးကတိတ်တိတ်လေးဖေးလာပြီဆိုရင်အရတာနေထားတဲ့မိုးဒီဖက်လေးကိုထည့်ပါမယ်ပြီးကျွန်တော်တို့တမအုပ်ကြော်ပေးပါမယ်ခင်ဗျာကျွန်တော်တို့ဘီဝေါ်ကြော်ကိုကြော်တဲ့အခါမှာမိုးဒီဖက်လေးကိုပုံနူးအောင်ဒီလိုရေလေးနဲ့ငယ်ထည့်ပြီးတော့ကြော်ပေးပါမယ်ခင်ဗျာကဲဒီလိုရေလေးခန်းလာပြီဆိုရင်ရေလေးထည့်ပေးပါမယ်ရေကိုကလေဘီဝေါ်လိုကအီးတဲ့ထိကြော်တူထည့်ပေးရပါမယ်ခင်ဗျာကျွန်တော်တို့ဘီဝေါ်ကြော်တာကလေတယောက်နဲ့တော့တူချာမှာမဟုတ်ပါဘူးခင်ဗျာနည်းနည်းစီကွဲကြပါလိမ့်မယ်ဒါပေမဲ့ကိုနဲ့အဆင်ပြေတဲ့နေကိုကြော်လို့ရပါတယ်ခင်ဗျာကဲဒီလိုမိုးဒီဖဲလေးတွေကအနှဲငယ်လူလာပြီဆိုရင်တီးထားတဲ့ကော်ပီထိုးလေးတွေကိုထည့်ပါမယ်ပြီးရင်သမအုပ်ကြော်ပေးပါမယ်ခင်ဗျာတကယ်တော့လေဒီဘီဝေါ်ကြော်ဆိုတာကကျွန်တော်တို့တဝဲခေါ်ပါအထက်ဘက်မှာတော့မိုးဒီလော်လို့ခေါ်ကြပါတယ်ခင်ဗျာကဲဒီလိုမိုးဒီဖဲလေးနူလာပြီဆိုရင်အရသာလေးကိုမြည်ကြည့်ပါမယ်ပြီးတော့လိုအပ်တဲ့စားနဲ့အသားမို့ကိုထည့်ပြီးမိုးဒီဖဲလေးတွေလိုအပ်ရေကန်ပြီးချက်ချက်လေးဖြေလာတဲ့ဒီကြော်ပေးပါမယ်ခင်ဗျာကဲဒီလိုဘီဝေါ်ဖဲလေးတွေကရေလိုအပ်ခံပြီးနူးဤသွားပြီဆိုရင်ကျွန်တော်တို့မီးပေးလို့ရပါပြီခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်တို့ဒဝဲဒေတာမှာလူချက်အရင်များတဲ့ဘီဝေါ်ကြော်လေးကိုရရှိပါပြီခင်ဗျာဒဝဲမှာကဘီဝေါ်ကြော်ကိုဒီလိုကိုကြိုက်တဲ့သီးနှံလေးရဲ့အချိုရည်လေးရဲ့ပဲမိုးလေးရဲ့ပြီးတော့အချင်းလေးဆန်းပြီးတော့တိုးစားလေးရှိကြပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ရိုက်နေတော့မှမိုးကအရန်သက်ပြီးတော့အလေးရောက်မရှိတော့တာမို့ကျွန်တော်တိုးစားတာကိုတော့မရပြတော့ပါဘူးခင်ဗျာကဲဒါဆိုရင်တော့ဘီဝေါ်ကြော်လေးကိုဒီနီလေးတိုင်းအိမ်မော်လက်တူကိုကြော်စားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ